ဖရာပွင့်မှသာသိရတဲ့တရားကတော့ဝိပဿနာတရားပဲဖြစ်တယ်ဘယ်ဘာသာတရားကမှဝိပဿနာတရားကိုမဟောကြားနိုင်ခဲ့ဘူးမြတ်စွာဘုရားကိုယ်တိုင်ကိုယ်ကလည်းသူပတ္တပရပိုက်ကြီးကိုနောက်ဆုံးအချိန်မှာမိန့်ကြားထားတဲ့စကားရှိတယ်နှစ်ပေါင်း52နှစ်အတွင်းဝိပဿနာတရားရဲ့တစိမ့်တေသကိုညွှန်ပြနိုင်တဲ့ဘာသာတစ်ခုမှမရှိခဲ့ဘူးလို့နှစ်ပေါင်း52နှစ်ဆိုတာဘာပြောတာတော့မြတ်စွာဘုရားဘာသာတရားအသိပညာကိုတရားဓမ္မကိုရှားပွေတဲ့နှစ်ကိုပြောတာရှားပွေပြီးတော့ဟောကြားဖြန့်ဖြူးတဲ့နှစ်တွေကိုပြောတာအဲမြတ်စွာဘုရားတရားရှာတာဘယ်ကစရှာတာတော့ဆို29နှစ်ရွယ်စရှာအသက်29နှစ်မှာတောထွက်ပြီးတော့တရားရှာတယ်အဲ့တော့တရားရှာတာက6နှစ်ဖျားဖြစ်နဲ့လှည့်လည်ပြီးတော့တရားဟောတာက45နှစ်အဲ့ဒီနှစ်ခုပေါင်းလိုက်လို့ရှိရင်51နှစ်အဲ့ဒီ51နှစ်အတွင်းမှာဝိပဿနာတရားရဲ့ကိုအပြည့်အဝမပြောနဲ့တစိမ့်တတိတတောင်ဟောကြားနိုင်တာမရှိဘူးလို့ဗျာအဲ့တော့ဝိပဿနာတရားတည်သားလင်မြတ်စွာဘုရားပွင့်မှကျင့်သုံးရတဲ့တရားဆိုအဲ့တော့ဒီလိုပြောလိုက်လို့ဝိပဿနာတရားကိုဝိပဿနာတရားတည်သားလင်တရားဉာဏ်ရည်တရားမဟုတ်ဘူးလို့တော့ဒီလိုပြောတာမဟုတ်ဘူးเนาะကောင်းတယ်ဆိုတာဟိုကလည်းကောင်းတာပဲဒါလည်းကောင်းတာအကောင်းကိုကောင်းလို့ပဲပြောမှာပဲဝိပဿနာတရားရဲ့အခြေခံဖြစ်တဲ့သီလဆိုတော့လည်းကျင့်ရမှာပဲသမာဓိဆိုတော့လည်းကျင့်ရမှာပဲဝိပဿနာဆိုတော့လည်းကျင့်ရမှာဝိပဿနာကျင့်ရင်ဉာဏ်ရည်ကျင့်ရမလို့ဘူးသမထအကျင့်နေမကျင့်ရဘူးလို့တော့မပြောသင့်ဘူးပေါ့မပြောသင့်ဘူး